ဆိုတော့အားလုံးပဲမင်္ဂလာပါ concept method စီကံ page ကနေပြီးတော့မှအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တော့ကျော်မင်းသူပါ concept method စီရဲ့ data စုဆရာအောင်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုကိုကျွန်တော်လုပ်ရတဲ့အကြောင်းရင်းလေးကတော့ဒါကျွန်တော်တို့ကမိုးလေးရသည်လည်းလည်းပြန်ဝင်လာတယ်မိုးလေးတွေဒီအပိုင်းတွေမှာခက်စိတ်စိတ်လေးရှော့လာတယ်ပြီးတော့မိုးရတာလည်းနောက်ဆက်တွဲအနေနဲ့တုတ်ပင်းပြီးတဲ့လူတွေဖျားလာတဲ့လူတွေလည်းရှိလာတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့တစ်ဆက်တည်းမှာဘာတွေဖြစ်နေလဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲဒါကျွန်တော်မြန်မာနိုင်ငံမှာ COVID-19 ရောဂါလူနာစပြီးတွေ့တယ်ဆိုပြီးတော့ကျွန်တော်သတင်းစာတွေမှာကြီးညာတာကျွန်တော်တွေ့လိုက်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါရဲ့နောက်ဆက်တွဲအနေနဲ့လည်းရန်ကုန်မှာတော့ကျွန်တော်အခုဒီဈေးကမ်းမှာစုံနေဒီဘက်တွေမှာဖျားတဲ့နာတဲ့လူနာတွေကပုံမှန်တက်ဆိုင်တည်တည်များလာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကမိုးရသည်နဲ့ရောပြီးတော့မှတုပ်ကွေးမိရလို့ထင်ပေမဲ့ COVID-19 ကူးစက်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါကိုဘလို့ကျွန်တော်တို့ခံမလို့ရလဲဆိုတော့မိမတာမိဖြစ်တာလည်းစားတိုင်းသားလုံးဖျားနေပြီဆိုတော့ကျွန်တော်တို့အရင်တော့လုံးပြီး COVID-19 ကူးစက်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့မိကကြိုပြီးတော့သတိထားတာတော့ဒါအကောင်းဆုံးဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာရန်ကုန်စီကန်းနေမှာလည်းတကယ်ကျွန်တော်တကယ်ချင်းနေစီကန်းနေမှာခေါ်အရင်လောက်ခဲ့တဲ့စီယုံနေမှာဟောဒါကိုဗစ်ဖြစ်တဲ့လူနာတွေအများများတယ်ဆိုပြီးတော့လည်းကျွန်တော်ပြန်သိထားရပါတယ်ဒါကြောင့်မလို့ဒါလေးကိုလည်းဟိုသတိတရားဖြစ်စေချင်လို့သတိထားမိစေချင်ကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်လိုက်ရတာဖြစ်ပါတယ်ဆိုတော့ကိုဗစ်ကပြောကြရှိတာပေါ့နော်ဆရာကြီးကိုဗစ်ကဘာမှမဖြစ်တော့ပါဘူးလူမသေးတော့ပါဘူးပြောကြရတော့ရှိတာဒါပေမဲ့လည်းဟိုCOVID-19 ကပွားပွားဆေးထိုးပြီးတဲ့လူတွေအရင်တော့ဖြစ်ပြီးတဲ့လူတွေပုံမှန်ခုကထိုက်လျောက်ရှိတဲ့လူတွေဘာမှမဖြစ်ဘူးဆိုပေမဲ့လည်းကလေးငယ်လေးတွေကျွန်တော်တက်ကြီးရွယ်ဦးတွေဟိုဘွားတွေပြီးတော့ဆွေးသွေးတို့စီးကြိုအကန်ရှိတဲ့လူနာတွေနောက်ပြီးတော့ကိုယ်ဝင်ဆောင်မိခင်တွေအနေနဲ့တော့ကတော့ဒါ stay ပေါ့နော်ဒါဒုက္ခပေးနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးကူးစက်တာတွေမဖြစ်အောင်ကျွန်တော်တို့ကသတိထားဖို့လိုပါတယ်ဒါမှသာလေမိမိရဲ့ဒီဆွေမျိုးသားချင်းချစ်ခင်ရတဲ့မိသားစုတွေကမလိုလားဘဲနဲ့နောက်ဆက်တွဲဒီမှာဖြစ်လာနိုင်မှာဖြစ်ပါတယ်ဆို COVID-19 ကတော့ကုသခြင်းနဲ့တကာကွယ်ခြင်းကပုံပြီးအရေးကြီးတာဖြစ်ပါတယ်ဆို COVID-19 လက္ခဏာတွေပါတယ်လဲဆိုတော့အရင်ပုံမှန်ဖြစ်နေကြအတိုင်းတွေပဲဖြစ်ပါတယ်ဒီလိုဖျားမယ်နာမယ်တုပ်ကွေးလိုမျိုးဖြစ်မယ်ချောင်းဆိုးမယ်လေချောင်းတွေနာမယ်အပြီးရန်ခွေဝါမယ်ပေါ့နော်နှုံးဝါမယ်ဒါမျိုးတွေဖြစ်နိုင်ပါတယ်ဆိုတော့ရန်ဆိုးတဲ့လူမျိုးမှာဆိုတော့တက်ရှူချက်တာတွေတက်ရှူမဝါတာဒါမျိုးတွေဖြစ်သွားနိုင်ပါတယ်ဆိုတော့ COVID-19 ဘယ်လိုကောက်ွယ်ကြမလဲပေါ့နော်ကျွန်တော်တို့ကကောက်ွယ်လုပ်ရတာတော့ပုံမှန်ဆိုတော့ပစင်းထိုးထားတာကတော့အထီရောက်ဆုံးကောက်ွယ်မှုဖြစ်ပါတယ်ကောက်ွယ်စေးပေါ့နော်ကောက်ွယ်ထိုးထားတာအထီရောက်ဆုံးကောက်ွယ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ဘာလို့ရလဲဆိုတော့ကျွန်တော်ငိုလားပဲနဲ့အပြင်မသွားတာမျိုးတွေပေါ့ social distancing လို့ခေါ်တာမျိုးတွေလုပ်လို့ရပါတယ်နောက်တစ်ခုကတော့တကယ်လို့များအဖြစ်မနေအပြင်သွားဖို့လိုအပ်ပြီဆိုရင်တော့ကျွန်တော်တို့ကနှာခေါင်းစည်းလို့ခေါ်တဲ့ max data မျိုးတွေကိုပြန်ပြီးပြုလုပ်တင်ပါဂျားထဲမှာတော့ဒီ Omicron နောက်ပိုင်းမှာ COVID-19 ကအဲ့လောက်မဆိုးတော့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က max data တွေပါတယ်တော့တိတ်မလုပ်ဘူးပေါ့ဒါပေမဲ့အခုကာလမှာကဒီ new strain ကပုံမှန်တက်ဆိုင်ပို့ပြီးတော့မှပြန်လာလွယ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် max data တွေ aggregation တွေကိုတော့ပြန်ပြီးတော့ပြုလုပ်ထားဖို့လိုပါတယ်တတိယတစ်ချက်ကတော့ဒီလိုမျိုးကျွန်တော်တို့ကပြန်လာတဲ့အပြင်သွားတဲ့ဆိုရင်လက်ကူစနစ်ကျဆက်ပြန်နေစေချိုးတာမျိုးပြုလုပ်တင်ပါတယ်လေမျိုးပြုလုပ်ခြင်းအပြင်နဲ့ဒါကိုဗစ်ကိုတောက်ပြီးသားဖြစ်တော့မှဖြစ်ပါတယ်ဆိုတော့တခုကတော့ဒါမိမိကခံမသိတဲ့ယောဂတွေကူးဆက်သွားပြီးယောဂကူးဆက်သွားပြီးဆိုရင်မိမိရဲ့ခန္ဓာကိုယ်ကခုခံအားကောင်းမွန်တော့အာဟာရပြည့်ဝတဲ့စားသုံးမှုလိုပါတယ်သူသဖြင့်တော့ဗီတာမင် C ကျွယ်ဝတဲ့အစားအစာမျိုးကိုစားသုံးမှုလိုပါတယ်လိမ်မော်တီလိုခါမျိုးတွေပေါ့အချင်းတက်ပါတဲ့အစားအစာမျိုးလေးပေါ့ဒါမျိုးလေးစားသုံးမှုရလိုပါတယ်နောက်ပြီးတော့ဗီတာမင် C 900 mg ဟာမျိုးလည်းတင်းတင်းလုံးလုံးပုံမှန်တောက်ပြီးလို့လည်းရပါတယ်နောက်ဆုံးတစ်ချက်ကတော့ဒါမိမိမှာဒါဒီ COVID နဲ့တူတဲ့လက္ခဏာမိမိကခံစားမိနေပြီတန်တရားရှိနေပြီဆိုရင်တော့အဲ့လိုမျိုးကိုယ့်ဘက်ကိုချိတ်ကူးနေတာမျိုးတွေနော်ဆက်စီးတောက်တာမျိုးတွေပြီးအဲ့လိုမျိုးဒီတက်ရောက်အောင်ပေါ့နော်အဲ့လိုမျိုးရန်ကူတွေနဲ့တွားကူးတာလည်းစာရင်ပေါ့နော်ဟိုလွယ်ကူကူနဲ့မှန်ကန်ဖြစ်အောင်လို့ဒါသက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေနဲ့ဆွေးနွေးပြီးတော့မှဒါကုသမှုခံယူသင့်ပါတယ်ဒါမှသာလျှင်ကျန်းမာရေးဝန်ထမ်းတွေကမိမိကရဲ့ပစ္စည်းမိမိအိမ်သားတွေမကူးဆက်အောင်ဘယ်လိုမျိုးနေထိုင်ရမလဲဆိုတော့ကျွန်တော်စနစ်တကျပြတ်ပေးလို့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာပြတ်ပေးလိုက်တာကတော့ဒါ COVID-19 နဲ့ပတ်သက်တဲ့ခုလက်တော်ဖြစ်နေတယ်ပေါ့နော် strain နဲ့ပတ်သက်တဲ့သတိထားစရာလေးတွေကိုပြန်ပြီးသိပြီးသားတွေကိုပဲဒါဟိုပြန်ပြီးတော့ remind ပေါ့နော်သတိတရားဖြစ်အောင်လို့ပြတ်ပေးလိုက်တာမျိုးဖြစ်ပါတယ်ဆရာရဲ့ concept method စီကံ page ကနေမှာကျမနဲ့ပတ်သက်တဲ့ကုသရာတွေကိုဆိုမျှပေးနေတာဖြစ်ပါတယ်ဒါကြောင့်မလို့ search တဲ့ self page လေးကိုလည်း follow ထားဖို့အားလုံးတိုက်တွန်းလိုက်ပါတယ်ဆိုတော့ဆရာနဲ့စီကံပြတဲ့ဆိုတော့ဆရာစီကံကို message နဲ့ကိုကြိုးစားပြီးမှတ်တိုင်ပြီးဂမ်းမျိုးမှာဖွင့်လှစ်ပေးထားပါတယ်ဆိုတော့နေ့စဉ်တင်လာနေရတယ်မျိုးစနေနေ့ဒီပေါ့နော်မနက်9:00နာရီခွဲရတယ်ည9:00နာရီအထိအချိန်ပြည့်ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်ဆိုတော့စီကံပြတဲ့သူတွေကိုလည်းစီကံမလာရပူတော့လို့ရပါတယ်ဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ